အားလုံးပဲမင်္ဂလာပါဒီနေ့ကင်းမုံသီးတဲ့နေ့ကလေးကိုပစွန်ကြောင်လေးရဲ့ငြူသီးခွဲချက်ပုံလေးရဲ့နဲ့အရသာရှိလေးကြော်စားပါမယ်ပထမဦးဆုံးကင်းမုံသီးလေးတွေကိုထုထားလိုက်ပါမယ်မထုချင်ဘူးဆိုရင်တော့ဓာတ်နဲ့ပပတိချက်ရင်လည်းရပါတယ်ကျွန်တော်ကတော့ကင်းမုံသီးလေးတွေထုပြီးတော့ချက်ရတာပိုပြီးစားကောင်းတယ်ထင်လို့ပါကင်းမုံသီးကအချိုရဲ့အခါရဲ့ဆိုပြီးတော့2မျိုးရှိပါတယ်ကျွန်တော်ဒီနေ့ချက်မှာကတော့အချိုပဲဖြစ်ပါတယ်ကင်းမုံသီးအခါလေးတွေကတော့ဒီလိုလေးတွေထုပြီးပြီဆိုတာနဲ့စားလေးနဲ့ပုတ်နေပြီးတော့ဒီဆေးပေးရပါတယ်ဒါမှအခါတက်လေးတွေပြအောင်လို့ပါနော်ကျွန်တော်ကဒီနေ့အချိုချက်မှဖြစ်တဲ့အတွက်စားနေကြမလို့ပါဘူးနော်ရိုးရိုးရေလေးနဲ့2ထပ်3ထပ်ဆေးလိုက်ရင်ရပါပြီရှင်ဈေးရဝယ်လာတဲ့မြစ်ကလေးတွေကိုလည်းကျွန်တော်ကအိမ်ရောက်မှအကလေးနဲ့ကိုပါတီကိုပဲပေါက်လိုက်ပါတယ်ဈေးမှာပေါက်ပြီးသားလေးတွေလည်းရောက်ပါတယ်ဒါပေမဲ့ကျွန်တော်ကမြစ်ကလေးတွေကိုပေါက်ရတာအရန်သဘောကျလို့အိမ်မှာကိုပါတီကိုပဲပေါက်လိုက်ပါတယ်ကဲမြစ်ကလေးတွေပေါက်ပြီးပြီဆိုရင်တော့တရေပြုတ်ပေးထားလိုက်ပါမယ်ကင်းမုံသီးလေးနဲ့ခုနပြုတ်ထားတဲ့မြစ်ကလေးတွေထည့်မယ်ပြီးရင်တော့ကြက်သွန်ဖြူနီလေးထောင်းထားတာကိုထည့်လိုက်ပါမယ်ကဲပစွန်ကြောက်ထောင်းထားတာလေးလည်းထည့်မယ်စနင်းလေးအနှဲငယ်ထည့်မယ်စားလေးထည့်မယ်ချုံမုံလေးအနှဲငယ်လေးထည့်မယ်ပြီးရင်တော့ငရုတ်သီးကတော့ကိုကြိုက်တဲ့လောက်ထည့်ပါနော်ငပီလေးလည်းအနှဲငယ်ထည့်ပြီးရင်တော့အရသာနှံ့သွားအောင်လို့နေပေးထားလိုက်ပါမယ်ချက်ဖို့အတွက်အိုးတွေကိုခုနနေထားတာလေးတွေထည့်လိုက်ပါမယ်စီလေးလည်းအနေတော့ထည့်ထားလိုက်ပါမယ်ခုနဆေးရည်လေးလည်းအနှင်းငယ်ထည့်မယ်နော်ကဲပြီးရင်တော့အထက်အောက်ခဏမှွေပြီးတာနဲ့အိုးလေးအဖုံးပိတ်ပြီးတော့တည်ပေးထားလိုက်ပါမယ်ဆူလာပြီးဆိုတာနဲ့အထက်အောက်ခဏလှန်ပြီးတော့မှုပေးထားလိုက်ပါမယ်အရသာအတွက်ကတော့အပေါ့အငန်းကတော့ကိုယ်စိတ်ကြိုက်လို့ပါနော်ပြီးရင်တော့ရေလေးခန်းသွားတဲ့အထိအောင်ပြန်ပြီးတော့တည်ပေးထားလိုက်ပါမယ်ရေလေးလည်းခန်းသွားပြီစီလေးလည်းပြန်လာပြီဆိုရင်တော့အရန်ကိုအရသာရှိပြီးစားလို့ကောင်းတယ်ကင်းမုံသီးနဲ့မြစ်ကလေးနဲ့ကြော်ထားတဲ့ဟင်းလေးတစ်ခွက်ရပါပြီရှင်